မင်္ဂလာပါကျွန်တော်ဒီမနေ့ပိုင်းမှာပေါ့နော်ဒီမနေ့ပိုင်းမှာခင်ချင်ဒီစီတာဖြန်ဘလုံးနေရပါကျွန်တော်စီပုံးပေါ့နော်စီခေါ်စားပြီးမှစီဖြန်ပေါ့စီတွေအများကြီးမထည့်ပါဘူးနည်းနည်းလေးပဲထည့်ပါတယ်ကျွန်တော်တို့တောင်တူတွေတက်မောကာလေးပေါ့နော်စီဖြန်းတဲ့မောကာလေးဖြစ်ပေါ့စီလေးမွေနေပါပြီကျွန်တော်ခရမ်းချင်ဒီခြံကိုတစ်ချက်လောက်လိုက်ကြည့်ရအောင်ကျွန်တော်ဒါကျွန်တော်တို့ခရမ်းချင်ဒီပြင်ပေါ့နော်အများကြီးတော့မစိုက်ထားပါဘူးဟိုမှနည်းနည်းလေးပဲစိုက်ထားပါတယ်စီတိတ်မရှိဘူးဆိုတော့ဒါကြတော့ခင်းချင်သေးပါတော့အဓိကတော့လာပါတယ်ဒါကတော့ကြားချီရလဲပါတာပေါ့နော်ချက်ချီရကတော့နည်းနည်းလေးစိုက်ထားပါတယ်ကျေးဇူးပြီးလို့ကျေးဇူးတင်ပါတယ်